ဒီဘက်ကျွန်တော်တက်သိခံဖို့အခွင့်အရေးပေးတဲ့အခါကျွန်တော်တော်တော်ငင်းချင်တယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ဒီကရင်ဘာသာနဲ့စကားကိုပြုကိုးခဲ့တဲ့ဘုရားကျောင်းမှာကျွန်တော်ကကရင်လို့ကောင်းကောင်းမပြောတတ်တဲ့ခါကျတော့အားနာတာတစ်ချက်နောက်တစ်ချက်ကကျွန်တော်စင်တားကြောက်တယ်စင်မော်တောက်ရင်စင်မော်ရောက်ရင်ဒူးကတုံနေအောင်ဒူးတုံတော့အရင်ဒီစင်မော်မှာပဲကျွန်တော်တချင်းဆိုဘူးတယ်ဆိုတဲ့ခါကျရင်ကျွန်တော်အခီးတွေပါတွေထိုင်မင်းတွေအကောင်လုံးအဲ့ဒါတွေမမှောက်အောင်လဲလောက်ရသေးတယ်ဒါပေမဲ့ဒီစင်ကြောက်တာဒီနှလုံးကလည်းတုံတာတုံနဲ့ကလည်းအစင်မပြေအဲ့ဒီခါကျလို့ရှိရင်မုတ်မဝင်ဘူးကျွန်တော်ပြောတဲ့ဆိုတဲ့ဟာတွေကမုတ်မဝင်ဘူးအဲ့ဒါကိုမယုံကြည်တာနောက်တစ်ချက်ကကျွန်တော်အခုအလုပ်ထွက်ထားတာ6လရှိပြီ6လဆိုတဲ့ခါကျတော့ဝင်ငွေကမရှိဘူးပေါ့မရှိတဲ့ခါကျတော့စိတ်ကတိတ်မလုံခြုံဘူးဒါပေမဲ့ဘုရားကျေးဇူးကြောင့်ကျွန်တော်ကောင်းကောင်းစားရတယ်ကောင်းကောင်းနေရတယ်စင်ပြေတယ်ဒါပေမဲ့အဲ့ဒီဝင်ငွေမရှိတဲ့ခါကျတော့ဘယ်လိုခေါ်မလဲဒီစိတ်ထဲမှာတိတ်အရင်လို့အစင်ပြေတယ်လို့မခံစားရဘူးပေါ့အဲ့ဒီအချိန်မှာဆရာအခွင့်အရေးပေးတယ်တက်သိခံမလားဆိုတော့ကျွန်တော်ဖြစ်တယ်ကျွန်တော်မှအဲ့လိုတက်သိခံတယ်ဆိုလို့ရှိရင်ကျွန်တော်မျက်စိထဲမှာမြင်တာကဒီဆိုတော့နော်တို့ဆိုတော့ဂျေမီတို့သူတို့ကြောင့်တကယ်ကိုဆိုးပြီးတော့မှတအားကိုကောင်းပြီးပြောင်းလဲသွားတဲ့ဟာမျိုးတွေအဲ့လိုမျိုးတွေကျွန်တော်မှရိုးပဲကျွန်တော်ရိုးပဲဘယ်လိုခေါ်မလဲကျွန်တော်ကပုံမှန်စားနိုင်တယ်တောက်နိုင်တယ်လကစားဝန်တန်းဒီလိုပဲသွားနေတာကျွန်တော်ကအဲ့လိုအပြောင်းလဲကြီးတွေတအားမရှိဘူးနောက်ဆိုးဆိုလဲတအားကြီးဆိုးတာလည်းမဟုတ်ဘူးပြောင်းလဲပြီးတော့ဖះမှာတအားပါဝင်ဆက်ကပ်သလားဆိုအဲ့လိုလည်းမဟုတ်ဘူးကျွန်တော်ကဒီလိုပဲရိုးတာမန်ဒီလိုသူလိုငါလိုလူတန်းစားထဲမှာပဲနေတဲ့လူပေါ့အဲ့ဒီခါကျတော့ကျွန်တော်မှတက်တိခံဆိုရင်ကျွန်တော်ကမြင်လိုက်တာအဲ့လိုမျိုးဟာတွေပေါ့ဒေါက်တာဆဆာတို့ဘာလို့ဆိုတကယ်ရွာတွေထဲကနေပြီးတော့မှသူတို့ကအမြင့်ကြီးတွေဖြစ်သွားတာတို့ဘာလို့ဆိုဖះဒါမြင်ရတယ်ဖះကျွန်တော်ဟာကျတော့တာမန်ပဲကျွန်တော်ဒီလိုပဲရိုးမိဘအဖေကဗမာနှစ်ချင်းအမေကကရင်ခရင်အင်္ဂလိပ်ကန်ပေါ့သူကနေပြီးတော့ကျွန်တော်မွေးလာတယ်ပြီးတော့ဖိုးဖွားတွေကကျွန်တော်ကိုဒီလိုစစကူပို့တယ်ပြီးတော့ဖြည်းဖြည်းကြီးလာတယ်အိမ်တော်ကြားတယ်အခုသားသမီးတွေရလာတယ်ဒီလိုချင်းနေလို့ကျွန်တော်မွေးလာတော့ကျွန်တော်မှကြီးမားမားပြောပြစရာအဲ့လိုမျိုးပေါ့နော်တက်သိခံချက်ဆိုလို့ရှိရင်အဲ့လိုမျိုးဟာကျွန်တော်မစင်စားမိဘူးဒါပေမဲ့ဆရာဘယ်လိုကျွန်တော်ဘယ်လိုတက်သိခံမလဲလို့ဆရာကျွန်တော်ပြောဘယ်လိုတက်သိခံမလဲဆိုတဲ့အခါကျဆရာဖျားပြုတဲ့မှုပေါ့ဆိုတော့ကျွန်တော်စဉ်းစားမိတာကျွန်တော်ဖျားပြုတဲ့မှုထဲမှာကျွန်တော်စဉ်းစားမိတာအခုကျွန်တော်ကျမ်းမာနေတာပဲနော်ကျွန်တော်ကျမ်းမာနေတာဒါဖျားပြုတဲ့အမှုပေါ့ဒါဖျားပြုတဲ့အမှုပဲပေါ့ကျွန်တော်စဉ်းစားမိတယ်ဖျားကျေးဇူးပဲဒါကျွန်တော်ဒီချိန်ထိကျွန်တော်ဖျားကျွန်တော်ထားတယ်ဒီချိန်ထိဖျားကျွန်တော်ထားတယ်ဆိုတာကဒါဖျားကောင်းကြီးတစ်ခုပဲဖျားတဲ့တက်သိခံစရာပဲစဉ်းစားကျွန်တော်အခုအသက်40နဲ့မှနှစ်ရှိပြီဆိုတဲ့အခါကျတော့ကျွန်တော်ငယ်တော့ဆိုလို့ရှိရင်ထိခိုက်ဒဏ်ရာတွေရဘူးတယ်အိမ်ပေါ်ပြုတ်ကျဘူးတယ်အဲ့လိုအခြေအနေကနေပြီးတော့ဖျားကယ်ခဲ့တယ်ဖျားကျွန်တော်အသက်ရှင်ခွင့်ပေးခဲ့တယ်နောက်တစ်ချက်ကဒီမှာဆိုရင်ကျွန်တော်တို့ဒီကျမ်းမာရေးမကောင်းတဲ့လူတွေဆိုပိုသိတယ်ကျမ်းမာရေးမကောင်းရင်ပတ်စံတအားကုန်တယ်စိတ်ပင်ပန်းတယ်သူတို့အများကြီးလူရောငွေရောအကုန်လုံးကုန်တယ်ဖျားကျွန်တော်ကိုဒီချိန်ထိကျမ်းမာနဲ့ကျွန်တော်ဆေးရုံဆိုရင်ကျွန်တော်အဲ့ဒီငယ်တော့တခါတက်ဖူးတာပဲကျွန်တော်မှတ်မိတယ်ကျွန်တော်ဆေးရုံတစ်ခါမတက်ရတော့အခုချိန်ထိဒါပေမဲ့စစ်ပြီးတော့မသိတာလည်းဖြစ်မှာပေါ့နော်အဲ့လိုမျိုးရှိကျွန်တော်အဲ့ဒီငယ်တော့ဆိုရင်တခါကျွန်တော်ဆော့တဲ့အချိန်မှာကျွန်တော်3နှစ်4နှစ်လောက်ရှိမယ်ကျွန်တော်ဆော့တဲ့အချိန်မှာကျွန်တော်ရဲ့တဝန်းခွဲတွေလည်းပါတယ်ကျွန်တော်အင်ရှိရတင်ငယ်ချင်းတွေလည်းပါတယ်ကျွန်တော်အဲ့ဒီအိမ်မှာကကားချန်စီယိုကတကားဒီမှာကားဝင်တကားပေါ့အဲ့ဒါကိုကားဝင်တိုက်ထားတော့အဲ့နေတဲ့ခါကျတော့ကျွန်တော်တို့ကဒီတိုင်းပဲမိထားတာသူတို့ကလည်းရောကျွန်တော်သွားဆော့ရအဲ့တကားအဲ့မြောက်လက်အဲ့လိုခေါ်ရဟာကျွန်တော်သွားဆော့ရတဲ့ခါကျတော့အဲ့တကားမိုက်ရကျွန်တော်ရဲ့ဒီနာကိုရိုက်ပြန်လဲပြီးတော့ပြတော့တစ်သားတကားအကြီးကြီးပဲအဲ့အနေကျွန်တော်ရိုက်တော့ကျွန်တော်သတိမိသွားတော့ကျွန်တော်အဖိုးတော့သူကမဖြစ်ဘူးသူကအမှဖက်နှက်တော့မပါဘူးစိုက်ကားစီးပြီးတော့ဆေးရုံကြီးကိုခေါ်သွား
这起码ကျွန်တော်သတိလစ်သွားတယ်သူများပြောပြတာပေါ့နောက်တော့ကျွန်တော်ဆေးရုံရောက်သွားတဲ့ခါကျတော့ကျွန်တော်မေကဟိုပေါ်မှာသွားငိုနေတယ်အဲ့ဒါတော့ကျွန်တော်တွေ့အဲ့ဒါတော့ကျွန်တော်ကောင်းမှတ်မိတယ်ပြောရင်တော့အဲ့ကလေးကဆိုရင်လည်းကျွန်တော်တည်ခြင်းတရားနဲ့တခါနှိစက်ခဲ့မှုတာပဲเนาะဒါပေမဲ့ဘုရားသခင်ကျွန်တော်အသက်ရှင်ခွင့်ပေးခဲ့တယ်နောက်တစ်ခါကျွန်တော်အဲ့ဒီ9တန်း9တန်း6တန်း4တန်းလောက်ပေါ့အဲ့ဒီကျွန်တော်ဆိုကျွန်တော်ခေါင်းလောင်းအင်းဒီနားမှာရှိတယ်ခေါင်းလောင်းရဲ့ရည်လည်းနည်းရှိတယ်သူများတိုက်တွေပါတယ်နဲ့ဆိုလို့ရှိရင်ကျွန်တော်ကငါသားဖမ်းတာလို့သားဆော့တာလို့လုပ်တဲ့ခါကျအဲ့တော့တစ်ခါကျွန်တော်ရည်နစ်အဲ့တော့ကျတော့ဒီလိုရည်အားဒီလိုမျိုးနှိမ့်လေးပဲတင်လေးပဲကလေးဆိုတော့သွားလို့ရတယ်ဒါပေမဲ့ကြောက်တစ်ခုရှိတဲ့ခါကျတော့လျှော့ကြတော့အဲ့ချိန်မှာရက်ကန်နဲ့လေထဲမှာဘလို့မဟိုရေထဲမှာဘလို့မဟိုအသက်ရှူလို့မရဘဲနဲ့ခဏအသေးချင်းတရားကိုခဏကြုံခဲ့ဘူးတော့ဒါပေမဲ့နောက်တစ်ချက်ဘလို့သိဘူးတစ်ချက်ပြန်ထောက်မိတဲ့ခါမှာအဲ့နေရာလွတ်သွားတယ်အဲ့တော့လည်းကျွန်တော်သေခြင်းတရားကိုတစ်ခါကြုံခဲ့ဘူး။နောက်သေခြင်းတရားတွေကနေဘုရားသခင်ကျွန်တော်ကိုကယ်မလာတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဟိုဘယ်လိုခေါ်မလဲအဲ့ဒါတွေကဟောတမကန်ရှာကန်လို့ပဲသဘောထားလိုက်တယ်။ဟိုတိတ်ကိုတက်တိခံရလောက်အောင်လို့အဲ့လိုမျိုးအကြီးတဲ့မှာမထားမိဘူးပေါ့။ကျွန်တော်အဲ့လိုမျိုးစဉ်းစားမိတယ်။ဒါပေမဲ့တကယ်ပြန်စဉ်းစားတဲ့ခါကျတော့အခုဆိုရင်ကျွန်တော်အသည့်တွေမြို့ဟိုဟာတွေထဲမှာဆိုလို့ရှိရင်ဟိုသူငယ်ချင်းတွေမိတ်ဆွေတွေထဲမှာဆိုလို့ရှိရင်ယောဂတစ်ခုဖြစ်လို့ရှိရင်ပတ်စံအားကုန်တယ်ကျွန်တော်မှလည်းကိုမလက်ကစားဝန်ထမ်းဆိုတော့ပတ်စံအလောက်မရှိဘူးဟိုစားနိုင်တောင်းနိုင်မယ်စုကားဒီလောက်ပဲရှိတယ်နည်းနည်းပါပဲဆိုဟိုဖြစ်နိုင်တယ်အဲ့လိုအများကြီးငွေသိန်းကိုရချီပြီးတော့ဟိုဟာလုံနိုင်တဲ့ကုနိုင်တဲ့ဟိုအမျိုးမရှိဘူးဒါပေမဲ့ဖျားခင်ကျွန်တော်ဒီနေ့အချိန်ကြီးကောင်းပို့ဆောင်တယ်ဖျားခင်ဒီနေ့ကျွန်တော်ဒီချိန်ထိကောင်းဆုံးပို့ဆောင်တဲ့ဒီဟိုဟာကိုကျွန်တော်ပြန်သတိရဟောဘုရားသခင်ဒီလောက်ကောင်းတာပဲကျွန်တော်ကဟိုတက်သိခံနေဆိုတာဒီလိုမျိုးပေါ့ဟိုအကြီးပြောင်းလဲမှသာအဲ့လိုမျိုးကိုကျွန်တော်စိတ်ထဲမှာပဲသဘောကျတာပေါ့အဲ့လိုမျိုးဆိုဒါသဘောကျတယ်ဟိုတချို့အဲ့လေတက်သိခံချက်တွေကျွန်တော်ကြားရင်ဟိုတည်ခြင်းတချို့တကယ်မဖြစ်နိုင်ဘူးပေါ့နော်ကား accident လို့ဟာမျိုးကနေပြီးတော့ဘုရားသခင်ကဲမှသူတို့အဲ့ခါကျရင်တအားချီးမွမ်းတယ်ဘုရားသခင်ကတအားကောင်းတယ်ဒါပေမဲ့ကျွန်တော်မှာကတော့အဲ့လိုမျိုးငယ်တော့လာရှိပြီးမှကြည့်လက်ရှိလက်တလုံးမှာကမရှိဘူးအဲ့လိုအဖြစ်ပြက်ဒါပေမဲ့တက်တိခံပါဆိုတဲ့အချိန်မှာပြန်စဉ်းစားအောင်ဘုရားသခင်ဒီလောက်ငါ့ကိုကောင်းပေးထားတာပဲဒီလောက်ထိသူဟိုဘယ်လိုခေါ်မလဲဒီအခြေအနေကိုပေးထားတဲ့ဇာတ်နဲ့ကောင်းတာတွေမမြင်မဲနဲ့ကျွန်တော်ကအခုကျွန်တော်ကျမ်းမာတဲ့ခါကျတော့ကျွန်တော်ဘာအောင်မက်တယ်လဲဆိုတော့အိမ်တို့ကားတို့အဲ့လိုမျိုးတွေကျွန်တော်ကပို့ပြီးတော့အလုပ်ဝင်ငွေပေါ့နော်တော့အများကြီးရတာအဲ့လိုမျိုးပို့မက်တာပေါ့ဒါပေမဲ့အဲ့ဒါကမှကောင်းကြီးလို့ကျွန်တော်ကမြင်မိမှာပေါ့ဒါပေမဲ့ဟိုဘယ်လိုခေါ်မလဲဖျားပေးထားတာတော်တော်များနေပြီကျမအချင်းဆိုရဲစုကျေးဇူးကအခုဆိုရင်ကျွန်တော်အဲ့ဆေးဘုတ်တဲ့မကုံတပြားမှမကုံပြောရင်ကျမအချင်းဆိုရဲစုကျေးဇူးကတော်တော်ကိုကျွန်တော်တွေ့ရများနေပြီပို့တော်ဖျားသခင်ကျမ်းစာတော့ဆိုတင်းငါကျေးဇူးကလောက်ပေးတယ်လောက်တင်ပြီကျွန်တော်တွေ့ရလောက်နေပြီဒါပေမဲ့ကျွန်တော်ဟိုမဖြစ်ဘူးဟိုတက်သိခံပါဆိုလို့ရှိရင်အဲ့လိုပြောဖို့အတွက်ကိုကျွန်တော်ဟိုမစင်စားမိဘူးပေါ့နော်အဲ့လိုမျိုးနောက်ပြီးတော့ကျွန်တော်အဲ့ဒီဟိုအထက်ကဆိုရင်ဘုရားသခင်ကောင်းမြတ်တဲ့ထက်ကဆိုလို့ရှိရင်ကျွန်တော်သားလေးဆိုရင်ဟိုတရင်တိုးကွေးဖြစ်တယ်အဲ့တော့ဆိုရင်တော်တော်လေးကိုရှင်နေဆိုးတယ်အဲ့ပုဂ္ဂလိကစီကံတစ်ခုမှတင်ရတယ်ဘိုက်ကြီးကပူနေပြီးတော့တရင်တိုးကွေးဖြစ်အချင်းနေဆိုးတယ်အင်းနဲ့တအားစိတ်ပူရတယ်ကိုလုံးဝမတတ်နိုင်ဘူးငွေကြီးဆိုပေမဲ့လည်းအဲ့ဒီချိန်တော့ဆိုရင်တော့ဒီပုဂ္ဂလိကစီကံတွေကတိုင်ဆောင်နေရဟိုပါပေါ့เนาะသူများတိုင်တာတွေရှိတဲ့ခါကျတော့ပုလိကစိတ်ကတော့သိမထားဘူးပြဿနာတက်မှာဆိုလို့စေုံကြီးပဲလွှဲတာပေါ့အဲ့ဒီအချိန်မှာကျွန်တော်ပုလိကစိတ်ကပဲထားတယ်ဒါပေမဲ့ခလေးကတော့သူ9ရက်ပြည့်တဲ့အချိန်မှာဟိုတက်တာလာတယ်ဆင်းခွင့်ရတာပေါ့เนาะအဲ့တော့ဆိုကျွန်တော်တော်တော်ကြောက်ချားအဖေတယောက်အနေနဲ့ဟာဒုက္ခပဲပေါ့เนาะဖះပေးထားတယ်ဖះပြန်ယူသွားရင်ရောဘယ်လိုလုပ်မလဲအဲ့တော့ဖျားလက်ထက်မှာပဲဖျားသခင်အလိုတော်တိုင်းပဲကျွန်တော်ပြောတယ်ဖျားကောင်းတယ်ဖျားအဲ့ဒီအခွင့်အရေးအဲ့ဒီကျွန်တော်သားလေးအငယ်ဆုံးလေးဆိုရင်တော်တော်အချင်းနေဆိုအကြီးမှအလက်ဒုတိယတစ်ယောက်လည်းဖြစ်တယ်ဒါပေမဲ့သူကြောင့်အဲ့လောက်မဆိုးသူကြောင့်တက်တာကြည်ရလန်းလန်းဆန်းဆန်းနဲ့ပဲသူ့ကိုဟာတဲ့တက်တာသွားတယ်ကျွန်တော်သားအငယ်လေးကြောင့်သူအချင်းနေတော်တော်ဆိုးတယ်အဲ့ထဲကနေပြီးတော့ဖျားသခင်သူ့ကိုကွယ်ကာတယ်အခုတည်းအသက်ရှင်ပြီးခွင့်ပေးတယ်ကျန်းမာပဲဖျားသခင်ကောင်းတယ်ကျမ်းမာခြင်းဆိုတဲ့ဟာကိုဖျားသခင်ကျွန်တော်တို့မိသားစုကိုကောင်းပေးထားတယ်
ဒါပေမဲ့ဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ကနေ့စဉ်မကြီးတွက်ပြီးမိဘူးပေါ့နော်အဲ့လိုမျိုးဘုရားရဲ့ကောင်းကြီးတွေကိုနေ့စဉ်မကြီးတွက်မိဘူးဆိုတဲ့ဟိုဖြစ်တယ်နောက်ပြီးတော့ဘုရားသခင်ရဲ့ကြီးစုတော်ကိုကျွန်တော်ကဘယ်လိုခေါ်မလဲချီးမွမ်းတယ်ဆိုတာကျွန်တော်ကျမ်းစာထဲမှာဟိုရှင်ပေါလုနဲ့ဟိုနဲ့ထောင်ထဲမှာသူတို့ချီးမွမ်းတဲ့ဟာကိုကျွန်တော်ဒါသဘောကျတယ်သူကဒုက္ခရောက်တဲ့အခါမှာချီးမွမ်းတယ်ဆိုတော့ကျွန်တော်ကတော့အခုတော့ဒုက္ခရောက်တဲ့ခါရှိတယ်ဟိုတချို့အဆင်ပြေတဲ့ချိန်တွေရှိတယ်အဲ့ကြိုင်တော့ဂီတာလေးကင်ပြီးတော့ချီးမွမ်းလိုက်တာပဲဒါပေမဲ့တကယ်ချီးမွမ်းခြင်းရဲ့လားတော့မသိဘူးဒါပေမဲ့ကျွန်တော်သိတာတော့အဲ့လိုချီးမွမ်းရင်ကောင်းတယ်အဲ့လိုချီးမွမ်းရင်ကောင်းတယ်လို့ကျွန်တော်တင်တဲ့ကဟိုယုံကြည်တဲ့ခါကျတော့အော်ဘယ်နမိတ်ပြတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျကျွန်တော်ဂီတာလေးနဲ့ကျွန်တော်မနေ့ခင်အဲ့လိုမျိုးဆိုရင်ကျွန်တော်စိတ်ညစ်ဟိုအခက်ခဲရှိတဲ့ခါဆိုကျွန်တော်ချီးမွမ်းကျေးဇူးတော်မယ်ဘုရားသခင်အကုန်လုံးဆင်ပြေအောင်လုပ်ပေးတယ်နောက်တစ်ချက်ဘုရားသခင်ကျွန်တော်ဘဝမှာပါတာဆိုလို့ရှိရင်ကျွန်တော်စင်ကာပူမှာအလုပ်သွားလုပ်ဖူးတယ်သွားလုပ်ဖူးတော့ကျွန်တော်ဒီပုဂ္ဂလိကဆေးရုံတောင်မှာပဲလုပ်နေတော့အချိန်မှာကျွန်တော်မှဘာမှအသိကျွမ်းမရှိဘူးကျွန်တော်မှဒီ passport လုပ်ဖို့အစဟိုဘာမှမရှိဘူးငွေကြေးပေါ့နော်မလောက်ဘူးမငှဘူးဒါပေမဲ့အဲ့ဒီတော့ဆိုလို့ရှိရင်ဟိုကျွန်တော်ဟိုရန်ကုန်တစ်ခေါက်သွားဖို့ပတ်စံလေးနည်းနည်းချီးပြီးမှရန်ကုန်စင် passport လုပ်နောက်ပြီးတော့မှတစ်ခေါက်ပြန်လာပြီးတော့မှစာအုပ်ရတော့အဆက်တယ်ရတော့မှအခါကြမှာသူများကျွန်တော်ဆရာမတယောက်ကဆက်သွယ်လာတယ်တင်မလားတဲ့သွားချင်တင်ပေးမယ်ဆိုတာနဲ့ကျွန်တော်အဲ့ဒါတင်ပေးလိုက်တယ်ဆိုကျွန်တော်စာရေးစာတမ်းတွေဟိုကူးပေါ့နော်အဲ့ဒါဖြည်းဖြည်းရထားပြီးမှပို့တော့ကျွန်တော်တပြားမှမကုန်စင်ကာပူနိုင်ငံအလုပ်သွားလုပ်ခွင့်ရတာကျွန်တော်ပတ်စံတပြားမှမကုန်ဟိုဘယ်လိုခေါ်မလဲတပြားမှမကုန်ဆိုတာအကျွေးနဲ့တော့သွားတာပေါ့နော်ဒါပေမဲ့ပြီးတော့ပြန်ဆက်ရတာပေါ့ကျွန်တော်လက်ထက်မှာအလုံးရင်လုံးဝမရှိဘူးအဲ့တော့ဆိုသူများတွေတစ်ခေါက်သွားမယ်ဆိုလို့ရှိရင်15 20လောက်30လောက်ကုန်တယ်ပြောတယ်ဒါပေမဲ့ကျွန်တော်မှအဲ့လိုတပြားမှမရှိတဲ့အချိန်မှာဘုရားသခင်ကကျွန်တော်ပို့ခဲ့ပေးတယ်ကျွန်တော်အမှလေးနေလှုပ်တယ်ပြန်လာတယ်ပေါ့နော်ဟိုဘယ်လိုခေါ်မလဲကျွန်တော်အရေးချင်းနဲ့ဆိုကျွန်တော်ရဲ့ဟိုဟာဆိုဘလုံးဝမဖြစ်နိုင်ဘူးဒါပေမဲ့ဘုရားသခင်ကျွန်တော်ကိုဟိုပို့ပေးတယ်ဟိုဟာဖြစ်တယ်ဘုရားသခင်တလောက်ကောင်းတာပဲပေါ့နော်ကျွန်တော်ဒါကြီးပြောစရာရှိတာပဲကျွန်တော်အခုမှဟိုစောပြောပါဖြစ်နေကျွန်တော်ပြန်စဉ်းစားမိတာပေါ့ဘုရားသခင်ကောင်းပါတယ်ပေါ့နော်ကျွန်တော်တို့ဘုရားနေ့စဉ်ဒါပေမဲ့ကျွန်တော်တို့လိုတာမန်လူတွေတော့မှဟိုဘယ်လိုခေါ်မလဲကျွန်တော်ဆိုကျွန်တော်ကိုကျွန်တော်ဟိုသုံးသပ်မိတာဟိုခင်ရှုပြောတဲ့ကျွန်တော်တို့ကပူလဲမပူအေးလဲမအေးအဲ့လိုလူမျိုးထဲမှာတော့ပါတယ်ငုံပြီးတော့ထွေးမိတော့မယ်ပေါ့နော်အဲ့လိုမျိုးမှာကိုယ့်ကိုသတ်မှတ်ထားတယ်ကျွန်တော်အပြောင်းလဲချင်တယ်ကျွန်တော်ရဲ့ဟိုဟာကျွန်တော်တို့ကအဲ့လိုမျိုးကိုတအားကြအဲ့လိုမျိုးဆိုတော့ဂျေမီတို့အဲ့လိုမျိုးဟိုဟာဆိုသူတို့လုံးဝဒီအနှုတ်ကနေပြီးတော့ဟိုအပေါင်းကိုပေါ့နော်သူတို့ရဲ့ဘဝကလုံးဝခြားနားသွားတဲ့ဟာမျိုးကိုကျွန်တော်အားကြရှင်ပေါလုလိုပြောင်းလဲခြင်းပေါ့ရှင်ပေါလုလိုပြောင်းလဲခြင်းမျိုးကိုကျွန်တော်တအားကြသူကအဲ့စင်ပေါ်လူဆိုရင်အစသူတအားဆိုးတယ်ပေါ့နော်တအားဆိုးတယ်ပြီးတော့မှသူကအဲ့ဓမ္မသမီးကိုသွားတဲ့လမ်းမှာမှအဲ့မှာစပြီးတော့မှဖះကိုစတိပြီးတော့မှသူစပြောင်းလဲသွားတော့ဒါပေမဲ့ကျွန်တော်တို့ကြောင့်အဲ့လိုမဟုတ်ဘူးဟိုငယ်ငယ်ကလေးကဒီမိယုဖလာနှစ်ချင်းခရစ်ယာန်ဒီလိုထဲကနေပြီးတော့မွေးခရစ်ယာန်ဖြစ်လာတာပေါ့နော်ဖြစ်လာပြီးတော့မှပြောင်းလဲခြင်းသိမရှိဘူးလူတွေကြားထဲမှာကျွန်တော်တို့ကဟိုပါပေါ့အကောင်းတော့အလင်းမပြနိုင်ဘူးအဲ့ခါကျရင်ကျွန်တော်စိတ်ထဲမှာဆိုတာမဖြစ်ဘူးဟိုမပျော်ဘူးပြောင်းလဲခြင်းတယ်ဒါပေမဲ့ဇာတိတွေကလည်းရှိတယ်ဒီဟိုထဲကလည်းမယုံနိုင်ဘူးအဲ့ဒီခါမှာကျွန်တော်ကတော်တော်ဟိုဟာဖြစ်တယ်နေလို့မပျော်ဘူးเนาะဒါပေမဲ့ကျွန်တော်ယုံကြည်တယ်ဘုရားသခင်ကောင်းတယ်ဘုရားသခင်ကောင်းတယ်နောက်ပြီးတော့ဘုရားသခင်ဝိညာဉ်တော်ကျွန်တော်လမ်းပြမယ်ဆိုတော့ကျွန်တော်ယုံတယ်ဘုရားသခင်ကကျွန်တော်အခုဒီလိုအချိန်ကြီးဒီလိုခွင့်ရပေးတယ်ဆိုတာကကျွန်တော်ဒီတက်ပို့ပြီးတော့ပြောင်းလဲဖို့လောကကြီးရဲ့စားလောကကြီးရဲ့အလင်းဖြစ်ဖို့เนาะကျွန်တော်အဲ့လိုပဲယုံကြည်တယ်အခုကျွန်တော်ဘဝတဲ့ဆိုတေကျမ်းမာခြင်းဆိုတာရတယ်ကျမ်းမာခြင်းဆိုတာကျွန်တော်ကမှလုံးဝလုံလောက်တယ်အခုဆိုရင်ကျွန်တော်အတွက်အများကြီးကုန်စရာမရှိဘူးနောက်ပြီးတော့ကျွန်တော်လုပ်ငန်းစဉ်ထဲမှာဆိုရင်လည်းဘယ်လိုခေါ်မလဲဟိုဖျားကျွန်တော်မတက်နိုင်ဘူးပေါ့နော်လုံးဝမတက်နိုင်ဘူးဒါပေမဲ့ဖျားပေးလိုက်တဲ့အတွက်ပြင်ဆင်ပေးတဲ့အတွက်ကျွန်တော်အကောင်းဆုံးရလာတယ်ဟိုဖြစ်သွားတယ်ပေါ့နော်ရလာတယ်ပေါ့နော်အဲ့ဒါတွေကကျွန်တော်ဖျားသခင်ရဲ့နဲ့မျက်မှောက်ဟိုပါပေါ့ဖျားသခင်ရှိခြင်းကိုကျွန်တော်ကောင်းတွေ့ကြုံရတယ်ဖျားသခင်ကျေးဇူးတော်ချီးမွမ်းတယ်နောက်တစ်ချက်ကကျွန်တော်မှလုံနေတာတစ်ချက်ကတော့အဲ့ဒီဟာပဲပေါ့နော်ကျွန်တော်ဒီဟာကိုပြောင်းလဲချင်တာကျွန်တော်ရဲ့ဒီအသက်တာကိုအလုံးဝဖျားနဲ့ဆက်ကပ်ပြီးတော့နေ့စဉ်ဖျားနဲ့သွားခြင်းနဲ့စိတ်ကတစ်ဖက်ဒီဇာတိသွေးထဲမှာသွားနေတာတစ်ဖက်အဲ့တခုတော့ကျွန်တော်အခုထိတော့ဟိုမရသေးဘူးပေါ့နော်ဟိုပြည့်ရင်တော့ဟိုကျွန်တော်ယုံကြည်တယ်ဝိညာဉ်တော်ကကျွန်တော်လမ်းပြမယ်နောက်ဘုရားသခင်ကသူ့နဲ့အနီးနဲ့သူ့ရဲ့နေ့စဉ်ကျွန်တော်ရဲ့နေ့စဉ်အသက်တာမှာဘုရားသခင်ရဲ့အသုံးတော်ခံဖို့ပေါ့နော်ဘုရားသခင်ရဲ့အမှုတော်ကိုအတတ်နိုင်သည်ဘယ်ဘက်ကပဲဖြစ်ပါဝင်ဖို့ပေါ့နော်အဲ့လိုမျိုးဟိုဟာဘယ်လိုခေါ်မလဲ
ပါဝင်ဖို့အတွက်ဘုရားသခင်အလိုတော်ရှိရဆိုတာကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်လောလောဆယ်မှာတော့ကျွန်တော်ခံစားရတဲ့ဟာတော့ဘယ်လိုခေါ်မလဲလောလောဆယ်ကျွန်တော်လူနေသေးတယ်လို့ပေါ့နော်အဲ့လိုမျိုးတစ်ချက်ဟိုရတယ်အဲ့ကျွန်တော်ခံစားရတယ်အဲ့ဒါကြောင့်အားမလို့အားမရဖြစ်တယ်အားရအားမရဖြစ်ဒီလိုမျိုးတက်သိခံမျိုးဆိုရင်တရှင်ဂုံတော်ချီးမွမ်းဖို့ဆိုရင်ကျွန်တော်ကဟိုဖြစ်တယ်ဘယ်လိုခေါ်မလဲကြောက်နေတယ်ဘုရားတကုံးမပါဘူးပေါ့နော်အဲ့လိုမျိုးတီဆိုချီးမွမ်းတဲ့ခါမှာဘုရားရဲ့ချီးမွမ်းခြင်းကိုကျွန်တော်ပြည့်စုံမရဘူးအဲ့ဒီနှုတ်တွေမှားမှာနဲ့တိုင်ပြီးမှန်မှန်နဲ့တီဝဲအားနာရတာနဲ့အဲ့လိုမျိုးတွေပေါ့နော်ကြုတ်ကိုကြောက်သူများခက်ခဲဖြစ်မှာဆိုတာနဲ့ဆိုရင်ကျွန်တော်ချီးမွမ်းခြင်းနေဆိုရင်အသက်မပါသေးဘူးအခုဆိုရင်ဒါပေမဲ့ကျွန်တော်ယုံကြည်တယ်အခုဘုရားသခင်ကျွန်တော်ဒီနေ့ဆရာကနေတဆင့်ပြီးတော့အခွင့်အရေးပေးတယ်ပြီးတော့ဘုရားသခင်ကောင်းမြတ်ခြင်းတွေကိုကျွန်တော်ပြန်စဉ်းစားမိလာတယ်ပြောပြခွင့်ရလာတယ်ဆိုတော့ကျွန်တော်နောက်ထပ်အသက်တာတွေမှာဘုရားသခင်ကျွန်တော်ဒီထက်သုံးမယ်လို့ကျွန်တော်ယုံကြည်တယ်နောက်ပြီးတော့ဘုရားသခင်ကျွန်တော်ကိုပေးတဲ့ကျေးဇူးတော်လောက်တယ်ဆိုတာလည်းကျွန်တော်နှိမ့်သိပါတယ်အဲကြောင့်အရောက်စီရိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေလို့ဆုမကောင်းတောင်းရင်းနဲ့ကျွန်တော်ရဲ့ခံစားချက်ကျွန်တော်ရဲ့ဘုရားသခင်ပြုတဲ့ကျွန်တော်ဘုရားသခင်ပြုတဲ့ကောင်းကြီးတွေကိုကျွန်တော်ပြပြချင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်